ပါရမီရှိသူပါရမီရှိတယ်လို့သူမျက်စိထဲမှာသူ့အောင်နဲ့ပေါ်လာတဲ့ကိစ္စလေဒါတွေကအခုတော့ပြောတော့ကလွန်နေပြီနော်အဲ့ဒီမှာ30 20 30 40 50 60 90 90 90အထက်90ထား၍တစ်ဆင့်လင်ဘယ်နေရာမှာထိုးရမည်20လင်ဘယ်နေရာမှာဘာသမထိုးရမည်ဟူ၍စီးနဲ့ကန်းနဲ့ကလလန်းနဲ့ထိုးထားတဲ့ပုံစံဒီတို့အဖေကြီးဘိုးတော်ဟန်ဒီအထိရောက်ခဲ့ပြီတို့အဖေကြီးဘိုးတော်ဟန်နဲ့တစ်ဆင့်တို့စီကိုပို့ထားတဲ့ခါကျတော့တို့ကလည်းပဲဒီတိုင်းလှုပ်သွားကြရင်တို့အဖေကြီးဘိုးတော်ဟန်ရဲ့လှမ်းသွားတဲ့ခြီဘိုးအတိုင်းနောက်ကနေတို့ကနေလှမ်းလိုက်သွားရင်ဖြစ်တို့အဖေကြီးစီကိုတို့မုတ်ချဧကရောက်တော့မယ်ဆိုတာမှတ်တာအဖေကတောင်ဘက်လှမ်းတယ်တို့ကမြောက်ဘက်လှမ်းလို့ရှိရင်မုတ်ချဧကရေစိမ့်ထိုးရတော့မယ်ဆိုတာတွေ့တာဟုတ်ရဲ့ရေစိမ့်ထိုးဆိုပေချင်းဆိုနေမှပြောတာသတိထားနော်ဒီတော့တို့ကရေစိမ့်ထိုးမယ်လို့ပြောတော့အောက်စိမ့်ထိုးနေမှာတကားပြောတာငါကြောက်တယ်အဲ့ဒီခုနတို့30ရနေ90နေ30ရနေ90နေလို့ဆင်းနေသူ့ဆေးဘယ်နေရာမှာပဲသမထိုးရမယ်ဆိုတဲ့အဆင့်စီမံခန့်ခွဲလို့ပြီးသွားတဲ့ခါကျတော့အဲ့ဒီစီမံလိုက်တဲ့အချိန်ကမှာအဖဆရာကြီးရဲ့ဖုံးချိန်ကန်စင်ကြောင့်မင်းသားကြီးဦးအောင်ရဲ့ဖုံးချိန်ကန်စင်ကြောင့်အလိုလိုအော်တိုမက်တစ်ခုခေတ်ကလည်းဆိုရင်အော်တိုမက်တစ်ဘယ်လိုမှမသိမနဲ့သူတို့ရဲ့သဘာဝကိုသူတို့သိပြီးသားမြင်ပြီးသားဘာလို့ဆိုတော့မင်းဟိုမတလုံးကြည့်တဲ့ခင်ကြီးတို့လို့ဟောကဝိဇ္ဇာတွေပဲကွာခင်ကြီးကလူတဲ့ကနေတတ်တာဟောကဝိဇ္ဇာတွေဆိုတော့အဲ့ဒီကပုံမြင်တာမြင်ပဲရောအဲ့ဒီမှာဘာလုပ်လိုက်တယ်လဲလက်ဝဲလက်ရအဲ့ဒီလမ်းခေါ်လိုက်အဲ့ဒီမှာလက်ရဘက်ကနေပြီးတော့မင်းတို့ညာဘက်ကညို့မှာဘာလို့လဲညာဘက်ကညို့မှာဩကာမဝေညာဘက်ကညို့မှာအဲ့ဒီကာမတွေကိုတို့တွေမင်းတို့တွေအစအကုန်လုံးဘောကသတ္တလောကလူရှိသမျှအကုန်လုံးကဗမာစာကိုဗမာစကားကိုဗမာအကုန်နားမလဲတော့ကာမဆိုတဲ့စကားလုံးကိုသူကဟိုမဟုတ်တာတခုတည်းတော့တွေ့တာဘုရားဟောဖရာကျမ်းစာကကာမတဏှာဆိုတဲ့စကားလုံးဟာနိဗ္ဗာန်ရောက်အောင်ပို့စေတတ်တဲ့စကားလုံးစားကျင်တော့ကျင်ဟောကျင်မင်းတို့အခုထိုင်လည်းပဲစားနေတာရင်းနှီးစောင့်နေတာတော့ကြမလို့အိတ်ချင်တာလိုချင်တာဝတ်ချင်တာအဲ့ဒီချင်းပါလာတယ်မြတ်ဌာနရှိလာတယ်မြတ်မဲ့မောလာတယ်မြတ်ဟာကိုဘုရားကတဏှာလို့ပြောတာတို့ကဟောစာတစ်ခုတည်းမှနေမဟုတ်တာတစ်ခုတည်းပဲစွဲလမ်းပြီးမှတ်နေအဲ့ဒါပါမမြင်လို့အဲ့ဒီကာမဝေးဆိုတဲ့အဓိပ္ပာယ်ခုခေတ်စလုံးအတုံနဲ့ရေးလို့ပေါ့ဆိုတာဂါထာဆိုတော့အောင်ကာမပဲကာမဂုဏ်နဲ့လူဖြစ်လာမှာမင်းတို့တို့ကာမဂုဏ်ကြားတဲ့ကတိုးထွက်လာကာမဂုဏ်ဒီတခါတည်းသင်းနေပြိနေတယ်လို့မုန်းနေပြိနေတယ်လို့မမုတ်တရားအောက်ကနေပြီးတော့တိုးပြီးတော့ကာမဂုဏ်ကြားတဲ့ကလူဖြစ်လာတယ်ဆိုတဲ့ဟာလေးကိုရှင်းရှင်းလေးတစ်လုံးနဲ့ပြလိုက်မှမယ်ပေါ်လို့တော့နော်အမေနဲ့တို့အဖေနဲ့တို့အမေနဲ့ညာပြီးမွေးလာတဲ့တို့တွေပဲပေါ့ဘယ်လဲအဲ့လိုကာမဂုဏ်တဲ့ဖြစ်လာတဲ့ကာမဂုဏ်သားတွေကနေပြီးတော့အဲ့ဒါကြီးကြီးကျယ်ပြောလို့ငါနဲ့ဂလန့်ဖြစ်နေလက်ဖက်ကပဲထွက်တော်မလို့တပတ်ကပဲထွက်တော်မလို့တဲ့ခါလဲတော့တာပဲဖြစ်တော်မလို့လို့ဖြစ်တယ်ဖြစ်မလောက်မှလည်းမပါဘူးအဲ့ပုထုဇင်းလို့ဆိုတာဘုရားပြောတာဗမာလိုတန်းလိုက်အကန်းကြီးတဲ့အမိုက်တုံးကြီးတဲ့မင်းတို့တွေတို့တယ်ဘာမှအသိကျူးတဲ့အယူနေတဲ့ဒါဘုရားပြောတာတို့ကပြောတာမဟုတ်ငါပါလေတဲ့မှာငါပါတော့လဲတို့သားပါနေတယ်ကွာတတ္တလောကကြီးသည်တဲ့အမိုက်တိုက်ဖုံးနေတဲ့အယူတွေပဲတတ္တလောကကြီးသည်ဆိုတဲ့စကားလုံးကိုဆိုရမယ်ဗမာလူကအတိတ်ပဲပေါအောင်ပြောရမယ်ဆိုရင်မင်းတို့တွေတို့တွေအပါဝင်စုနေကြတဲ့လူသတ္တဝါမှန်သမျှတို့ဒီအဲ့ဒါတတ္တဝါတို့ဒီလို့ပြောတာလောကကြီးဒီလို့ပြောတာတတ္တလောကတတ္တဝါအားလုံးအစုကိုတတ္တလောကတော်တော်ကြီးနေသမုတ်တရားကိုဩဃာတလောကဒီလောကနှစ်တန်ဖောက်ပြန်တာကို
သင်္ခါရလောကဆိုတဲ့လောကသုံးပါးဘုရားသခင်ကိုမြတ်ဆရာမရှိမင်းကြီးလို့ပဂရိထွန်းပေါက်မြင်သွားဟမ်အဲ့ဒါကြောင့်မလို့ဟိုဥက္ကနဲ့တွေ့တော့ဘုရားနဲ့ဥက္ကနဲ့တွေ့တော့ဘုရားချောတော့ဧကနဲ့ဒီယဟန်ဒီတဲ့ဆရာကောင်းတပည့်ဆရာမယ်တဲ့အပြစ်ဆရာဘယ်လိုလဲငါမှဆရာမရှိဘူးလို့ပြောတော့ဥပကကနေမဲ့လိုက်တယ်အခုခေတ်လောကဆိုမဲ့ဟုတ်ပါလိမ့်မယ်ထမရဲ့လို့ဆိုမဲ့တာဘုရားမှမသိချဘူးဘုရားနဲ့တွေ့တာဘုရားမှမသိဘူးခုတို့ခက်မှာလည်းပဲဒီလိုတကယ်ကောင်းနေတဲ့ပညာကိုတကယ်သိဖို့ဟာတို့ကအစတို့လည်းအစမသိကြလို့အခုမှသိတယ်တို့လိုသိပါစေတော့လို့ဆိုပြီးတို့ကလူမှန်များကိုတို့ကစိတ်ရှည်ရှည်သိခံပြီးတော့အဲ့ဒီပညာကိုဖြတ်မတောင်းအောင်တို့သားပါတွေမှာရှိတယ်အဲ့ဒါကြောင့်မင်းတို့ရံမဖြစ်စီနဲ့ပြောနေတာပြောကြည့်တို့အဲ့ဒီပြောနေတဲ့လူကိုပဲလေကိုကသိခံပြီးတော့လူတယောက်ကိုဒီကောင်းလာတဲ့ပစ္စည်းတစ်ခုကိုလူတယောက်ကိုတို့ကပေးအပ်လိုက်ရခြင်းဒီတို့မှာတစ်ထစ်အောင်မြင်ခြင်းမှာဒါသာနာပြုတာခေါ်တော့ဆဲတယ်နဲ့ဆဲမှာပြောတယ်နဲ့ပြောမှာပဲငါနဲ့အစားအောင်လဲစိတ်ပြောတာပြောတယ်တို့ကဒါကိုသိခံနော်တခါလေးစိတ်နေတာဖေကျွန်တော်လူကောင်းနဲ့ပြုတ်ပြတယ်ဆူတော့တယ်မဟုတ်နဲ့တို့ကိုင်းကတို့အဖွဲရဒီမကောင်းတဲ့လူကိုကောင်းအောင်လုပ်ရမယ်ဖွဲဒါစိတ်ကြနော်အဲ့ဒါကြောင့်ဥပက္ခများတယ်နော်ပရိထာဥပက္ခများတယ်ပတ္တလောကကြီးသည်တဲ့ခရမဖြစ်ခင်သိတ္တရာမင်းသားဘောကနုနေတော့နော်တောထွက်တာအဲ့ဒါကြီးစဉ်းစားပြီးထွက်သွားတာဇောက်ထိုးဖြစ်နေပြီအမှားကိုအမှန်ထင်နေပြီအမှန်ကိုအမှားထင်နေပြီငါဘုရားတရားတော်နဲ့နည်းနည်းမှမတမ်းဖြစ်တော့မယ်မြတ်စွာဘုရားရှင်ကိုမြတ်ကြံစီတော်မူတဲ့အကြံနဲ့ပြင်ဆက်ကငါဦးနဲ့ပက်ခတ်ဖြစ်ပြီးပြင်ဆက်ငါဦးထွက်ပြေးတယ်မလားနောက်တော့မှမဟုတ်ဘူးမင်းတို့ငါပြောစကားနားထောင်ငါတကယ်ဘုရားဖြစ်နေပြီငါတကယ်သိနေပြီဆိုတော့မှဒီတော့မှပြင်ဆက်ကငါဦးကျွတ်တာဘုရားသိတဲ့လာမင်းသားဘဝတည်းဟိုစဉ်းစားတယ်လောကသွားလို့ဖြစ်နေပြီကြောက်တုံးကြီးတစ်ခုပြီးတဲ့လမ်းဆောင်မှာရှိတဲ့ကြောက်တုံးကြီးကလူအားလုံးလို့လာတဲ့ခါမှာတဲ့ဒီကြောက်လုံးကြီးကိုကြောက်တုံးကြီးဟူ၍အားလုံးသိနေပြီတဲ့ဒီလိုသားခါတော့မသာလေးတာမလို့လားကြောက်တုံးကြီးဟာကြောက်တုံးကြီးသွားတဲ့လူတိုင်းကကြောက်တုံးကြီးကိုသိသလားသိတယ်နော်ကြောက်တုံးကြီးကလူတွေကိုပြန်သိလို့လားသိအဲ့ဒီမှာပိဋကမင်းသားဖယားလောင်းရတယ်ပြီးတော့ငါကြောက်တုံးဖြစ်မခံဘူးအားလုံးသောလူတို့ဒီတဲ့ငါ့ကိုဥညွှတ်ကြတယ်ငါ့ကိုယိုသေးကြတယ်သူတို့ငါ့ကိုယိုသေးဥညွှတ်ခြင်းသည်ဟာဘလူကိုယိုသေးဥညွှတ်တာလေတဲ့စဉ်းစားငါစီတဲ့သုတ်ဒေါသနာမင်းကြီးရဲ့ဘာဘယင်းတဆူဖြစ်ခဲ့ပြီငါမှာလှပသောဇနီးရှိတယ်သားရှိတယ်အားလုံးသောလူစီငါပြောတဲ့စကားကိုနားထောင်တယ်ငါဒီအမျိုးမြတ်တယ်အကယ်၍ငါဒီသုတ်ဒေါသနာမင်းကြီးရဲ့ဘာမဖြစ်ခဲ့ပါဘူးတဲ့ဒီလူတွေဒီငါ့ကိုဥခိုက်ပါမလားဒါစဉ်းစားတယ်အဲ့ဒီလိုအာနာရဲ့တကိုးရဲ့ပစ္စည်းဥစ္စာရဲ့ကိုဥတီ၍ရိုသေတိုင်းညွနေတဲ့လူတွေဒီမဟာအမားတော်ကြီးမှားနေပြီဆိုတော့ဖယားလောက်နေတော့မယ်တဲ့ဒီတော့ငါကြောက်တုံးပြမခံဘူးတဲ့ကြောက်တုံးကြီးဒီဘာမှမသိအချင်းချင်းဖြစ်တယ်လို့ငါကြောက်တုံးပြမခံဘူးတဲ့မတ္တလောကကြီးကိုအမှန်ရအောင်ရှာပြီးတော့တတ္တဝါတွေကိုအမှန်တိုင်းငါပြကိုတောင်းရှင်းနေပြီဆိုပြီးတော့ထွက်လိုက်တာပဲဒါပဲကွာဇက်ထဲမှာမယုံလုံးဖော်လို့ရှင်းနေတာဒီစိတ်ကူးနဲ့ထွက်တာပဲကမ်းမမြင်လမ်းမမြင်ဘယ်လိုသွားမလဲရွေးချက်ရှိတာမဟုတ်တော့အဲ့လိုနည်းတူပဲဒီဖယားအလောင်းများလို့အရင်အမှာဖြစ်တော်မူကြကုန်သောတို့ဘိုးအေဒီဖြစ်ခဲ့တဲ့အဖဆရာတော်ဘုရားများကြီးဒီများသည်အဖဆရာတော်ကြီးတွေဟာသူတို့အလုပ်တစ်ခုလုပ်လိုက်ရင်စိတ်မရှိကမ်းမရှိကြပြက်ကြော်လူကြည့်ကောင်းအောင်ဒီလိုလုပ်တယ်လို့မဟုတ်တတ္တဝါတွေအကျိုးရှိအောင်သာသနာပွင့်လင်းအောင်ဒါကလွဲလို့သူတို့မှဘာမှအလုပ်မရှိဒါပဲလုပ်တာအဲဒီမှာညာဘက်ခေါ်လက်ရဘက်မှာငါပါဆေးထိုးရမလဲလက်ရဆိုတဲ့စကားလုံးဒီဘာကိုခေါ်တာလဲလက်ဝဲဆိုတဲ့စကားလုံးဒီဘာကိုခေါ်တာလဲဆိုတာချက်သိတာအဲ့ဒါလေးအတူချက်ပြောလိုက်မယ်လက်ဝဲဆိုတာနတ်ကိုင်းလက်ရဆိုတာဘုရားကိုင်းဘုရားဆိုတာအေးကြတယ်မလားနတ်ကိုင်းဆိုတာကျန်တယ်နော်လက်ဝဲဆိုတာနတ်ကိုင်းနတ်မနတ်ဘလို့မှမဟုတ်ဒီဘာမှမလို့ဟောဘုရားကိုင်းရလဲပဲလက်ရကိုင်းရလဲဘုရားမှဘုရားဘာမှမလို့ဝိဇ္ဇာလည်းမလို့ဘာမှမလို့သိမလို့လားအဲ့ဒီလက်ရဘုရားကိုင်းနဲ့လက်ဝဲနတ်ကိုင်းရဲ့အလယ်မှာရှိတဲ့အိဆာတွေကမိတ်ဆွေကိုင်းလို့အဖဆရာကြီးထုံတော့တာကွာ
တို့ဖေကြီးတို့ကပြောတာလေငါသားတဲ့ငါတို့ဖေကြီးဘိုးတော်အေးထောင်းသွားတဲ့ခိုင်းပြီတဲ့အမတန်ကာယံဝဲကြံနေတယ်ကွာမင်းကောင်းငင်ကိုအတောင်မှန်တစ်ဖက်တည်းကြံလို့ရတာတဲ့ဘယ်နဲ့လဲဟောလက်ရဖျားခိုင်းရင်လက်ဝဲနာခိုင်းရင်တို့ခိုင်းရင်အလဲမှာကွာတောင်မှန်တစ်ဖက်တည်းခါလားဒါလည်းမလို့မဲ့ဝင်ဖိုးပေါက်ပညာလို့ငါပြောတာမင်းတို့ရှေ့သိလိုက်မယ်တဲ့ဆိုတော့အဲ့ဒီမှာလက်ရပတ်ဒီအေဂျင့်သားရတယ်ဒီအတွက်အောင်ကာမပဲလို့လက်ရမှာထိုးတာအယမ်းမဲ့ထိုးတယ်ဆိုတာမဟုတ်ဘူးအဲ့ဒါတွေကိုထင်တိုင်းနဲ့ဘယ်ပြောင်းညာပြောင်းမလုပ်နဲ့ရေစင်းထိုးရမယ်ဘယ်မင်းတို့ရေစင်းထိုးခြင်းပြောင်းပေါ့ပညာရှိသူတော်ကောင်းတွေစီမံဖော်ဆက်ပြီးတော့လုပ်သွားတယ်လို့သေးဟာပညာရှိဆိုတာနှမျိုးရှိတယ်ပညာတင်ရှိနေပြီးတော့သူ့ရုံမှာစိတ်ထားရမရဘူးအလုပ်လုပ်မဖြစ်ဘူးတို့အဖေကြီးတွေကပညာရှိသူတော်ကောင်းတွေပညာရှိသူတော်ကောင်းပညာရှိသူရုံမှာပညာရှိရုံမှာရင်မင်းတာမညလူရုံမှာလည်းကြောက်ကြကောင်းတယ်ပြက်ကြောသွားရောနော်ဒါလည်းမလို့တို့အဖွဲ့ထဲမှာအမလေးဥက္ကဋ္ဌတို့အတွင်းမှုတို့ဘာလို့လုပ်နေမှာငါလည်းမခံဘူးလက်မခံဘူးကွာပြီးတော့ငါဥက္ကဋ္ဌပဲငါအတွင်းမှုပဲငါလို့ချတာလို့မကျင်းနိုင်လားလေမကျင်းနိုင်ဘူးဘယ်နဲ့ဒါပဲတို့သားမှလည်းတို့ပြောရမှာအဲ့ဒီဥက္ကဋ္ဌတွေအတွင်းမှုတွေနဲ့လုံနေကြတဲ့အဖွဲ့အစည်းတွေကအခုဘာဖြစ်လဲအကုန်တောက်ထုံးမိုးမျိုးတယောက်ကမကျင်းနိုင်တာဖြစ်လားနော်အဲ့တော့လက်ရဘက်ခေါ်အေးချမ်းပါရတဲ့ဘက်မှာအောင်ကာမပဲဆိုတဲ့ပိယသိတိကိုပြီးစေနိုင်တဲ့ဂါထာထုတ်လိုက်ပိယဆိုတာကျမ်းနာတာနုတာလက်ရမှာထွေနော်ဟောလက်ရဘက်ပခုံးမှာလေကိုးစင်ကြတဲ့ခါကျတော့လနတ်သားလမင်းထိုးတယ်လမင်းညာဘက်မှာလဘယ်ဘက်မှာပါလဲဘယ်ဘက်မှာပါလဲညာဘက်မှာပါလဲလနော်ညာဘက်မှာပါလဲညာဘက်မှာပါလဲလညာဘက်မှာပါလဲလမှန်လားနော်ထခါရကပြောနေတာတက်တယ်အကြောင်းရှိလို့ညာဘက်မှာလထိုးတာဒီကာမပဲဆိုတဲ့ပိယသိတိနဲ့အေးချင်းစက်ထားတာအေးချင်းစက်ထားတာပတ်ခတ်ပြတော့မဆိုလို့ဒါညာဘက်တောင်မှာဒါဖြင့်မင်းတို့ငါ့ကိုမေးစမ်းလာတော့ဟုတ်ပါပြီခင်ဗျာဘာလဲခြိုက်ကြီးကဘာဖြစ်လို့ပါတယ်လဲဒီနေရာမှာတောင်းချိုက်ထဲလို့မရဘူးလားလို့မေးစရာမရှိဘူးလားရှိပါတယ်နော်ဟောဒီမှာကြည့်လက်ကိုကြည့်ပထဝီတေဇောအာဘောဝါယောမှန်လားနော်ဟောစာဒါပါဘယ်လဲဝါဟောစာဒါပါနော်မှန်လားပထဝီတေဇောပါလေအာဘောဆိုတာရေဓာတ်ခင်ဗျာဒီစတ္တဘဝဆိုတဲ့အခရာလေးလုံးကလေပထဝီတေဇောအာဘောဝါယောဖယားကောက်ကတန်ကိုကောင်းအောင်ကတ်သွားဂေါရမဖယားလေးစုဝိဇ္ဇာလေးပါဓာတ်လေးပါဘုတ်လေးပါအဲ့ဒါကတ္တလောကဩကတ္တလောကသင်္ခါရလောကဆိုတဲ့လောက၃ပါးကိုထိချုပ်ထားတဲ့သမာဒါဖြင့်ကောင်းပြီအဲ့ဒီသမာလေးလုံးဘယ်ကစပေါ်လာတယ်လဲဘယ်ကစပေါ်လာတယ်လဲတဲ့ဒါကြောင့်မလို့ညာဘက်လက်ဖြားမှာကာမတွေထိုးတယ်ညာဘက်လက်မအပေါ်မှာတရားမင်းဆောင်တဲ့သမာထိုးတယ်ဟုတ်လားအေးရထိုးတာနော်ဟောဒီညာဘက်လက်မောင်းမှာကရှက်ရရှက်ထိုးတယ်သတ္တပဝကယမထမဲတော့ပါလိုက်နော်ဟောဘယ်ဘက်မှာကပြက်ရပြက်ကြောချင်းခိုင်းတာဝသတ္တပထကယမဆက်လာပြီအဝင်ဆက်တာအဲ့ဒါပြောလားဟောညာဘက်မှာဘယ်တော့မှကပြက်ရပြက်မထိုးနဲ့ကရှက်ရရှက်ထိုးရမယ်ရညာရလားကာကြီးဝင်းပိုက်နဲ့ရဝင်းပိုက်နဲ့ဝင်းပိုက်ချင်းရှက်ပြီးဖက်ထားတာပြရပါဘောကာကြီးကြောကုန်းနဲ့ရကြောကုန်းနဲ့ကြောခိုင်းထားတာကာရပါဘောသဘောပေါက်လားဒါတဲ့သဘောပေါက်စေလို့ရှိရင်တယောက်နဲ့တယောက်ဖက်ထားတာပြရပါဘောကြောရင်းခိုင်းထားတာကာရပါဘောဒါဘယ်လဲသဘာဝကိုကသူ့ဟာသူပေါ်နေရနော်ဒါတို့လောက်ပြောစရာမရှိဘူးကြည့်လေရှက်ထားတယ်လေတခါလေတို့လည်းများနေစကားများဆိုရင်တယောက်ကမိလို့တော့ဟိုမဲ့လေလို့ငါအဲ့ရှိဟိုပဲလေအဲ့ဒါကာရပေါ့ပါပက်ခတ်ဖြစ်နေပြီဒါလေးတွေမဲ့ပြောက်ပြီးတော့အဲ့ဒါပြရပေါ့ကွာဟုတ်ပါလားအဲ့ဒီလိုပြရသိတိခေါ်အေးဒါကြည့်ပဲလက်ရတော့ကနေတွန်းထားတယ်လက်ရတော့ငါ
နော်ဒီဘက်ကကာယခေါ်အောင်ထကသေဟောဘယ်ပဲလဲကထကသေဆိုတဲ့အဓိပ္ပာယ်ကိုပြောရတော့ရှိတော့အတုံလေးနဲ့မှတ်တာဓာတ်ခံလက်နဲ့အမြောက်သိမို့ဘယ်လိုလက်နဲ့မျိုးနဲ့မှသိမသိအောင်နော်အာယုခယကာမခယဥပေယခယဥပိစေရကဆိုတော့သေလေးမျိုးတို့တွင်တဲ့ဟောအာယုခယအသက်ကုံလို့သိခြင်းကာမခယကံကုံလို့သိခြင်းဥပယခယအသက်ကောကံရောမိစ္ဆာကုံစီကံဖြစ်သိခြင်းအဲ့ဒီသုံးမျိုးဟာသဘာဝရဲ့သိခြင်းမှာဥပိစေရကဒါဆန်လက်နဲ့အမြောက်စိန်ပုံးလို့နဲ့သိခြင်းဟမ်လေဖြတ်သိခြင်းဖြတ်ခနဲ့သိပါလားအဲ့ဒီသေပုံမျိုးကိုဥပိစေရကဒါခေါ်တယ်ဗမာလိုပြန်တော့သိခြင်းဆိုခေါ်တယ်အဲ့လိုသေခြင်းသုံးမျိုးနဲ့ဘယ်တော့မှမသေးရအောင်လို့ဟဲ့လားချုံးပြီးတော့ထိုးချလိုက်တဲ့ဂါထာပဲပုံချတာကသေဟဲ့လားလက်နဲ့မျိုးအန်တယ်မျိုးမှန်များသေဟဲ့ဒီဘက်ကကာမပြီကာမဂုဏ်သားမှန်များသေသေဆိုတဲ့အဓိပ္ပာယ်အားလုံးဖြစ်ကြဒီဘက်ကအားလုံးပြက်ကြဒါပဲအဲ့လိုအဓိပ္ပာယ်နဲ့ထိုးရတာအဲ့ဒီဘက်ကထလာတာသေဘက်ကတက်လာလို့ရှိရင်ကပြက်ရပြက်ဒီပဲဆက်တာလေဟမ်ဟောစစ်စမမှာတော့ထိုးရမှာတပညာကနတ်ငယ်ဆင်းလာပြီးတော့ကြောချင်းခိုင်းတာမလားဘာဖြစ်လို့ညာဘက်မှာချက်ထားတာလဲအေးကြောင့်ဘာဖြစ်လို့ကြောချင်းခိုင်းတာလဲအပူကြောင့်ကောင်းပြီစာဒါဘာဝဘယ်ဘက်မှာပါထိုးရလဲနေမင်းရဲ့နေရဲ့တောက်ထိုက်နော်စဘာဒါပထဝီဒေဇောမင်းလားအောင်မဲ့လေအောင်ကိုက်လို့မိရင်ရေးချင်းသိကြတဲ့ညာတော့ဆိုယောက်ျားသတ်မိန်းမသတ်ဟဲ့ဒါကတော့သတ်ထိထားရတာအတိတ်ပဲကင်းမဲ့ဆိုတာလုပ်တယ်လို့မဟုတ်ဘူးစီးနဲ့ကန်းနဲ့အတိတ်ပဲနဲ့ကာလနာနဲ့ပေါင်နဲ့ဥပဒေနဲ့ဒီလိုထားခဲ့တဲ့တကယ်ဆရာတော်ဖျားများရဲ့ပညာကိုတို့တွေကပမာမခမလဲမစားလုပ်လိုက်တဲ့အတွက်အဲ့ဒီဆရာတော်ကြီးတွေကိုသွားပြီးတော့ပြင်းမှားစော်ကားရရောက်လို့အဲ့ဒါရေဆင်းချိုးရတာမင်းပေါ့ပါလိမ့်မလားဟမ်သိကောင်းတဲ့အဲ့ဒါငါပြောလိုက်ရတာငါလည်းအဲ့ဒါပြောချင်နေတာမင်းတို့လည်းလာပြီးအဲ့ဒါသွန်းတော့မင်းလားအဲ့ဒီလိုစီးတဲ့ကနဲ့ပထဝီတေသောအဘောဝါယသာတာပါဝအုံကမသေအုံထကသေကနေပြီးတော့နေနဲ့လကိုသာအဓိကထားပြီးဒိတ်ခွေထဲမှာငါသွန်းလိုက်ခြင်းမယ်နော်တစ်ဆင့်ဆိုတာတော့ဒုသားဖာတွေသိပြီးရောဟုတ်ကဲ့ဟုတ်မလားဒါတွေကပုံစံတွေအမျိုးမျိုးရှိရနော်ဆိုလိုတာကအမှန်ကိုအမှန်တိုင်းရလို့ဝန်တာကြရင်ဖြင့်ပိုကောင်းတာပေါ့တို့ငါသားသမီးတွေရဖို့ကတော့ငါတောင်းမယ်ဟုတ်ကဲ့တချို့ကဒီအမှန်ကိုအမှန်တိုင်းယူပြီးတဲ့ပြင်အမှန်ပေးတဲ့လူကိုပြန်ပြီးပြတ်တာတွေလောက်ကြရင်လည်းပဲအဲ့ဒါတွေကအလကားနေစိတ်ဆင်းရဟုတ်ကဲ့အဲ့ဒါကြောင့်မလို့အဖေရှိတဲ့ကသူ့စာအုပ်တွေကိုဘလို့မှမပြတ်နဲ့ဟဲ့ဆိုတာအဲ့ဒါပေါ့ဒါဖြင့်ဒီခိုင်းမှာဘယ်စမအမြင့်ဆုံးလဲလို့ရွေးကြည့်အောင်စတာပါဝပဲနော်မှတ်ကြပါလေတတိတွေတို့သိစေဖို့ရလင်္ကာအချုပ်အင်းလိုက်ထောက်အောင်နော်အင်းလိုက်ထောက်အောင်ဆိုလို့တချို့အချို့တပည့်တွေငါပြောဒါတွေမလုပ်ကြနဲ့ကွယ်အင်းနေမလုပ်ကြနဲ့ဟဲ့ဆိုတော့တချို့ကလည်းအဲ့ဒီအင်းလိုက်ထောက်အောင်ဆိုတဲ့စကားလုံးလေးကြောင့်အင်းကိုလှုပ်သင့်တယ်ဟူ၍ကျွန်တော်တို့လုပ်ပါတယ်ဆိုတဲ့အကြောင်းစောကတွေတက်ကြဒါပေမဲ့မင်းငါသုံးကတော့ပိတ်လိုက်ပါတယ်ကွယ်လို့လှုပ်ချင်လည်းမင်းကမဆက်လို့ပေါ့သူကိုင်းကအင်းကိုင်းမဟုတ်ဘူးအဖေဟန်ကိုယ်တိုင်အောင်သိပြီပေါ့ဒီမှာပြောတော့သမတ်တွေပါတယ်အဖေဟာသမတ်တွေပါတယ်သမတ်ကိုင်းပါနော်အဲ့ဒါကြောင့်မှတ်ကြပါလေတပည့်တော်သိတယ်ဘုရားလင်းအချုပ်အင်းလိုက်ထောင်ဗုဒ္ဓလေးစုပိန်တုဟူသာလူများသိတယ်နော်စတော့ဘယ်ရစားတာလဲမင်းတို့မေးကြလိုက်စတာပေါ့ပြေးတယ်ဆိုလားပါဆိုလားတချို့လိုက်မေးတတ်တယ်ကိုတတ်တော့ခင်းနေပေါ့ကွာမေးလို့မင်းဖြေနိုင်မဖြေနိုင်မင်းဟာအလကားကောင်ကြီးပဲလို့ထင်သွားပြန်ရောကွာသိလားအဲ့လိုရှောက်မေးမဲ့စားကိုကြိုက်တာကိုလုပ်ပေါ့ကိုဂိုင်းကိုကြိုက်လို့ကိုလုပ်သူများဂိုင်းဘာလို့ဆောက်စတ်ကြွားသူများဂိုင်းမကောင်းကြောင်ဘာလို့ဆောက်ပြောရလဲဟမ်အဲ့ဒါမိစ္ဆာပဲကွာအဲ့ဒီမိစ္ဆာတွေရှင်းအောင်လင်းအောင်လုပ်အောင်နော်အဲ့ဒါကြောင့်အပြစ်မတင်တဲ့သူများဂိုင်းကိုလေ့လာရင်လေ့လာအပြစ်မတင်နဲ့ဒုသားမာတွေကလေ့ကိုမလေ့လာတာပြီးတော့ပြတ်ကောဟမ်ဟုတ်ကဲ့အဲ့ဒါလေ့လာရင်တော်ရတာပေါ့ကွာဒုခိုင်းကဘယ်နဲ့မင်းတို့ခိုင်းကဘယ်နဲ့ဆိုတာဒီလူတွေနဲ့ရှင်းစကားပြောတယ်မင်းတို့ငရဲကြည့်သွားလိမ့်နော်ဟုတ်ကဲ့အဲ့တော့
မှတ်ကြပါလေတပည့်တို့သိစေဖို့ကလင်္ကာချုပ်အင်းလိုက်ထောကဗုဒ္ဓလေးစုဘိန်းတို့ကလူအများသိသေးငရပဇွန်လူအောင်ဥတောင်းတဲ့ငရအမိမှာစနော်ဟုတ်ကဲ့ခေါင်းအမိမှာဒလဲပဇွန်လုံးကြောကုန်းမှာဘားလက်ချိုက်ဘာလူရဲ့ချက်မှာဝအဲ့ဒါသဘာဝပစ္စည်းတဲ့အဲ့ဒီ၄မျိုးသောဌာနက၄လုံးသောသမပေါ်လာပါတယ်ဆိုတာကိုခင်ဗျားတို့ကဘလူကပြောလို့သိတယ်လေလို့များမေးရင်မှတ်ကြပါလေတပည့်တို့သိသေးဘူးကလင်္ကာအချုပ်အင်းလိုက်ထောကဗုဒ္ဓလေးစုဘိန်းတို့ကလူများသိတယ်ငရပဇွန်လူအောင်ဥတော်အင်းမောင်လောင်းဘလူကပြောတယ်ဟောရှစ်သောင်းဝိဇ္ဇာသေချာပေါ်ပြသတ္တဘာဝသမားလေးလုံးလေးဘပွင့်ရှစ်လုံးဂျုံမင်းပတ်လို့ဝင်တော့တနေ့မတနေ့လားအင်္ဂါဗုဒ္ဓစနေကြဆိုရောက်ရှင်မဲအရဟံလေးစုကြံနေတောင်းပါဆိုအရဟံလေးလုံးအဲ့ဒီတိုင်းကလှည့်တော့သမားသူ့ကတော့ပြီးသွားလိမ့်နော်ကိုယ်ရံကုန်စီနောင်းလိုက်ကိုအော်အရဟံသမဏဝိဇ္ဇာသမဏသူလောကတော့ဘုရားသမတရိစ္ဆရာယမနောနဘရောဘဂဝါသိကျင်သိရတယ်နော်ရှင်ကိုယ်ရံကုန်စီနောင်းလိုက်ကိုလှိလဲလို့ပြင်ကအဝေးအချုပ်အလင်းအချုပ်အပေါ်မှာအထိန်ရှိသေးလို့လားလို့အသိရှိသေးလို့လားလို့နာမည်ကအချောင်းတဲ့ပြီးတော့ဟေးသူသွားမလို့လူအချုပ်ပဲဒီမှာဒီလိုမလားလောကစကားအချုပ်ဆိုတာသူ့လူလဲလုံးမလို့မရှိတော့လူလဲလုံးလည်းမရတော့သူ့အချုပ်ဆိုတာဟုတ်ပြီနော်အချုပ်ကသဘောကအလင်းဆိုတာမှောင်နေလားကွာဒါစက်ကြော်လားတခုလုံးလင်းနေဟဲ့အဲ့ဒါမလို့အချုပ်အလင်းနဝင်းလေးတခါလေးပြရနဝင်းညွန့်ဖူးအထူးပရမစိုက်ထူတာသည်အများဆရာတို့ဥခိုက်ကြီးဘယ်နဲ့ရှေးဆရာတော်ကြီးများအဲ့ဒီသမကိုရေးပြီးစောက်ထားတဲ့လူကိုတဲ့ဆရာမှန်မှန်များထိုင်ရှိခေါ်ရတယ်တဲ့ဘယ်နဲ့ဒါပေမဲ့ချွေးချက်ရှိတယ်ကွယ်တဲ့ဆေးတော်နဲ့ချမှာတဲ့ဘယ်နဲ့အဖဆရာအေးတို့အဖေကြီးဘိုးတော်အေးတို့လက်ထက်ကကနက်ကတိုင်းကထီးဗလက်ကအယိုးအဲ့ကမေဒီတောင်းတန်းစာမိပြေခေါင်ကြီးပန်တော်မူတဲ့ပန်တော်ကခုနှစ်ပွင့်အပါအဝင်ဖြစ်တဲ့အိဆာဘရမိတ်ဒီစေကိုင်းကိုရွှေကျော်အိဆာဘရမိတ်ဒီစေကိုင်းကဆေးတော်အစ်စ်နဲ့ချပြီးကောက်ထားတဲ့လူကိုတဲ့အောက်လမ်းမိတ်စာကဝေမေဖို့ဘေးစိတ်ထားရတာမှာလေဟဲ့လားဆရာမှန်အဲ့ဒီသမကိုရှ िख ိုးရတယ်လို့အဖဆရာအေးကပြောသွားတယ်မင်းအဲ့ဒါလောက်မြင့်မြတ်တဲ့စမာကြီးစောက်ပြီးတော့ဘာဖြစ်လို့တော်လို့တောင်းလို့လုပ်ရတယ်ဘာဖြစ်လို့ဟောကပြောဒီကပြောတာနဲ့ယုံရတယ်လေဖိုးသူတော်ကပြောတာလဲယုံတာပဲဥပကလို့လူတွေကပြောတယ်ယုံတာပဲမင်းငါအခုကတုံးမှာငါတိုက်တဲ့ဥစ္စာဝတ်ပြီးတော့မင်းတို့ငါလာခြင်းလို့လာတာမဟုတ်ဘူးအထက်ကလွတ်လိုက်လို့ဆိုတာနဲ့မင်းတို့ကငါ့ကိုထိုင်ရှစ်ခိုးတာမင်းတို့ယူလို့ပေါ့ဟုတ်ကဲ့ငါလို့ဆိုတာလုံးမှာပေါ့ငါပြောချင်တာပြောပြီးတော့မှနောက်ငါပြန်မေးအောင်မယ်ပါပြောသွားသလဲတဲ့သူမသိဘူးပေါ့ကွာအထက်ကပြီးတော့လဲလာတာလဲငါလာခြင်းလို့လာမှာမဟုတ်ဘူးတဲ့အထက်ကလွတ်လို့တဲ့ဓာတ်ကြလို့တဲ့ဆိုဓာတ်ကြတာလဲလာကထုတ်ပြီးမှကြတယ်အဲ့ဒါကိုတော်ဆန်းလာကွာတို့သားပါတွေကလူအလုံးတို့အားမိုင်းတိုက်၍မဟုတ်မမှန်တာကိုလုံနေတဲ့လူတွေကိုတော်ဆန်းတဲ့ဂိုင်းကွာဒီဂိုင်းလူအလုံးတို့ကိုသူတော်ကောင်းမှန်တဲ့တို့ကိုမဟုတ်မမှန်တဲ့အသွင်ပြ၍မဟုတ်မမှန်တာကိုအဟောက်အမှန်လုတ်ပြတာကိုအလွန်ရိုးသားလာတဲ့လူသားတွေခံရလို့တော်ဆန်းဖြစ်တာကွာထိုက်တဲ့လူမလားလိမ့်မယ်မင်းတို့ဝင်နေကြမလို့တို့ဖေပြောတာထိုက်မှရတော့တယ်တို့ညာဘာဖြစ်လို့ထိုက်မှရတယ်တမ်းမှရတယ်ဆိုတော့စကားလုံးကိုသုံးရတယ်ဆိုတော့ဘာဖြစ်လို့ထိုက်မှတမ်းမှရတယ်ဆိုတဲ့စကားလုံးသုံးရတယ်ဆိုတော့အဲ့ဒီမင်းသုံးမင်းတော်မင်းနာအခါနာဖြစ်တဲ့မြင့်မြတ်တဲ့အလွန်တရာရခဲ့နိုင်တဲ့ဝိဇ္ဇာတော်မဖော်နိုင်တဲ့အဲ့ဒီပစ္စည်းသုံးမျိုးနဲ့ဖော်စတတ်တဲ့ဆေးတော်ပါနေလို့ထိုက်တန်တဲ့လူမှရမလို့ပြောတာနောက်တစ်ခုသတ်မှတ်ထားလိုက်တဲ့ဥပဒေသကကမ္မထန်40ကိုကြိုက်တဲ့တစ်ခုကိုကျင့်ကြံအားထုတ်ပါလေတဲ့ကမ္မထန်ထိုင်ရင်ဝိပဿနာကုနိဗ္ဗာန်ဝင်အောင်ပါဟုတ်ကဲ့ gain အဲ့ဒါအရိယဝိဇ္ဇာ gain ဖို့လိုပါတယ်ပေါ့တချို့ကပယောဂဆရာဆိုရင်ဟိုရုပ်ရှင်တွေကပယောဂဆရာကြီးတို့တခါတည်းအောက်လမ်းပယောဂဆရာကြီးတို့မှတ်နေကြတယ်တချို့ကတို့ဟောဖေဝင်းအိမ်ကကက်ဆက်ကလေးနဲ့တို့ရွှေကျော်အိဋ္ဌာသေးအမေရိစီကိုင်းကကမ္မထန်40ကို
ကြိုက်တာကြိုက်တဲ့ကမ္မထမ်းကိုအားထုတ်ရပါတယ်လို့ဘိုးတော်ဘုရားများမှာသွားတယ်စာအုပ်ထဲမှာလည်းရှိတယ်သူကုထုံးကြမ်းထဲမှာနော်နောက်ဝိပဿနာကိုလည်းလုံလေပညာအစွမ်းတက်လေပဲဆိုတဲ့ကက်ဆက်အပေါ်ထက်ကဖွင့်တော့အောက်ထက်ကလူကပြေးတယ်သွားတယ်ဟာတဲ့ခဏတို့ခိုင်းတာဒါလို့ရလားတဲ့တို့ကဒါတွေမပါဘူးမှတ်တယ်တဲ့တို့အဲ့ဒီအောက်လမ်းပြောကဆရာကြီးတွေတို့မှတ်တယ်တချို့ကအဲ့ဒါကိုရှင်းလင်းပြောပြရမယ်တောင်းကမင်းတို့မှရှိတယ်တို့မှရှိတယ်နော်ခင်ဗျားများဒီအမတန်ရိုးသားတယ်အစလမ်းပညာဆိုရင်အမတန်လိုချင်တယ်သို့သောငါကအောက်လမ်းဆရာကြီးဥပမာနော်ငါအသွင်တမျိုးဝတ်စားဖို့ပြီးတော့မင်းတို့ရှိမှငါဖရာအကြောင်းတရားအကြောင်းသံဃာအကြောင်းပြောပြီးတော့မင်းတို့ကိုအောက်လမ်းနည်းနဲ့ညှို့ပြီးမင်းတို့အိတ်ထဲကပိုက်ဆံငါလက်ထဲရောက်အောင်လုပ်တဲ့အလုပ်မျိုးကိုရင်နာလုံးတို့ကဟိုရင်ဖွင့်ပြီးတော့တိုင်းပြည်လှဲ့ကျင်ညာပြဒါမှမယုံကြည်တာဒါမှမလိုချင်တာမတတ်နိုင်ဘူးစိတ်ဆိုးစရာလည်းမလိုဘယ်နဲ့ဒါတို့ကသိသိချာချာမှန်ကန်တဲ့ဘက်ကရက်တည်ပြီးပြောနေလို့တို့ကပြောရတာနော်တို့ကဖိုးတော်တွေကိုရဟန်းပြောင်းလုပ်ပြဟုတ်တယ်မလားဖိုးတော်ဆိုတာဖိုးတော်ရေးတဲ့စာကိုဖိုးတော်မှသိတာဟိုတခါပြောတယ်ငါပုံလေးလို့အဲ့ဒီလိုနော်ရိုးသားလာတဲ့လူတွေပေါ်မှာအသွင်အမျိုးမျိုးနဲ့ဒုက္ခအမျိုးမျိုးပေးရတာလဲအခုတို့သားဘာတွေကုခဲ့ရတယ်ခဲရတယ်များလားပြီပြီးတော့ဒီလူတွေကိုတို့ရထားတဲ့ဗရမ ्या ဗရမ ्या အတိုင်းမှာဘဲလို့လူတယောက်အကုန်လုံးတို့ကလိုက်ပြင်းနိုင်ရင်ဒီအလိန်တွေအတုတွေအညာတွေဟာအလိုလိုဘလုံးမပြောဘဲနဲ့သူ့ကိုကြောက်သွားလိမ့်အဲ့ဒါတော့ဇွဲကြီးလောက်ရမယ်ဘယ်တော့ကြာအောင်လောက်ရမယ်ဆိုမသိမချင်းလောက်ရဟုတ်တယ်နော်အဲ့လိုတို့ကစိတ်ကောင်းကောင်းနဲ့ဇွဲကြီးမသေးမချင်းလှုပ်သွားနိုင်ကြရင်တတိုင်းပြေလုံးလှုပ်သွားနိုင်ရင်တတိုင်းပြေလုံးကောင်းရာသူတွေကိုထွက်လိုက်ဟုတ်တယ်ဒါတို့ကလို့ဟမ်တနည်းအားဖြင့်တို့ကဖယားအကြိုက်တရားအကြိုက်သံဃာအကြိုက်တောင်းလို့တို့သားပါတွေအိမ်နေမှာဆိုရင်ဟိုတချို့ပုတ်ခတ်ပြောပေမဲ့လို့အိမ်ကိုလာပြီးလေ့လာတဲ့လူကြရင်စိတ်သဘောကျပါတို့လည်းအိမ်မှာရှိနေတဲ့ဖယားစဉ်နံပါတ်1ဗုဒ္ဓဘာသာဟာဖယားစဉ်လာအဓိကကွာဖယားပေါက်ဆရာဆိုတာနံပါတ်2ကွာဟုတ်တယ်ဘယ်နဲ့အခုတော့ဖယားပေါက်မယ်ဆိုရင်ဘယ်ကနှခိုးမှမသိဘူးအဲ့ဒီပုံကိုတခါတည်းဦးစားပေးပြီးဖယားစဉ်မှာကြက်ခိုးတွေတက်တယ်ဆိုတာဒါဗုဒ္ဓဘာသာဖြစ်နေမှာမဟုတ်ဘူးဖယားအကြိုက်တရားအကြိုက်သံဃာအကြိုက်ကိုတို့ကပြောပြရမယ်လုပ်ပြရမယ်နော်တို့သားပါလေမရှိတဲ့လူကိုပိုက်ဆံအောင်စိုက်လုပ်တို့ဒါမှနားမထောင်တာဘာတော့လဲနော်အဲ့ဒါရွှင်ကျော်အိဆာစရာမိတ်ဒီစီဂိုင်းဆိုတဲ့ဂိုင်းလီဟိုးအဖဘိုးတော်အေးလက်ထက်ကအိဆာစရာမိတ်ဒီစီဂိုင်းပါနော်အဲ့ဒီအိဆာစရာမိတ်ဒီစီဂိုင်းရတယ်ပြီးတော့အစ်နဲ့ကဲအဖဘိုးတော်ပြုစီရောက်အဖဘိုးတော်ပြုကနေပြီးတော့အဖဘိုးတော်အေးစီရောက်အဖဘိုးတော်အေးစီရတယ်အဖဘိုးတော်ပြုစီရောက်အဖဘိုးတော်ပြုစီရတယ်အဖဘိုးတော်ပွင့်အဖေဘိုးတော်ဟန်စီလည်းရောက်တော့ဆေးပစ္စည်းလည်းအကုန်နော်နောက်ထပ်ပေါ်စရာလည်းမရှိဆေးအခန်းလည်းကုန်သွားပြီအဖေဘိုးတော်ဟန်ကတစ်ဆင့်ချမ်းမပေးခဲ့တဲ့ဆေးတော်မရှိတော့ဟုတ်တယ်မငါတို့လက်သေးကိုရောက်လာတဲ့အထိဒီဆေးမပြောင်းနေတဲ့ကာလပတ်လုံးအနှစ်1000မပြောင်းအခုအဖေဟာရဲ့လက်ကြံဆေးလေးတွေငါလက်ထဲမှာရှိတယ်အခုတို့သားဖားတွေရဲ့လှုပ်ချက်ကြောင့်ရွှေကျော်အိဆာတရားမိတ်ဆွေတွေကဗမာပြည်တွေမကကဘာပတ်သွားပြီဟမ်အိန္ဒိယရောက်သွားပြီပါကစ္စတန်ရောက်သွားပြီတရုတ်ပြည်ရောက်သွားပြီဇွတ်ဇာလန်ရောက်သွားပြီပြင်သစ်ရောက်သွားပြီအီတလီရောက်သွားပြီဂျာမန်ရောက်သွားပြီကဘာပတ်သွားပြီနော်အဲ့ဒီလိုကဘာပတ်ပြီးသွားတာဟာတို့သားဖာတွေစူးစမ်းလိုက်တဲ့အတွက်တို့သားဖာတွေရဲ့အကျိုးတို့သားဖာတွေရဲ့ပြင်ပန်းခံမှုယုံကြည်ချက်ကြောင့်ကဘာပတ်သွားတဲ့အတွက်အလိုလိုအော်တိုမက်တစ်ထွက်ရပေါက်ဆရာဖြစ်တော်မယ်ဆိုတာလက်ခမောက်ခမြေကြီးပုတ်လို့လွဲမသာအဲ့ဒါမလွဲတော့ဘူးဆိုတာသိကြတော့